ဒါက6မိုင်ခွဲ point ပေါ့နော်ကိုတို့ဒါ marketplace share point နော်ဟုတ် marketplace share point အားလုံးမင်္ဂလာပါဗျထူးတဲ့ကောင်းတဲ့နေ့ကြိုးဆိုပါရဒါကတော့ကျွန်တော်တို့တောင်းလာ2လေးဒါ day 2မောင်းနေရဖြစ်ပါတယ်ကျွန်တော်တို့တောင်းလာနေထွက်လာပြီးတော့ဝေဒနာလမ်းအနေမှာကျွန်တော်ပါရမီလမ်းကိုချိုးတာပေါ့နော်ပါရမီလမ်းကိုပဲချိုးပြီးတော့ကျွန်တော်တို့တောက်လျှောက်ချော်ရင်းကုန်းဖြတ်ပြီးတော့ AD point ပေါ့နော် AD point နေတာပဲ꿰လာပြီးတော့လက်ရှိပြည်လမ်းပေါ်မှာမောင်းနေရဖြစ်ပါတယ်ပြည်လမ်းပေါ်မှာပေါ့ဟိုကပြည်လမ်း6မိုင်ခွဲပေါ့နော်6မိုင်ခွဲနားမှာရှောင်းနေရဖြစ်ပါတယ်အဲ့တော့တောင်းလာတူလေးပါ day 2မောင်းနေရဖြစ်ပါတယ်အဲ့ဒီရှေ့မှာကိုတို့ကတက်သွားဟုတ်စီးတိုင်းမလိုက်နဲ့တက်သွားစီးတိုင်းလိုက်ကိုတို့ဘယ်ခွေကျော်ဘယ်ဘက်ပါအောင်ကနော်ဒီအင်ယာလန်ပွိုင်နာမှာလည်းအဲ့လိုမျိုးပဲတစ်ချက်ကိုတို့တဲပဲသွားမှာဟုတ်တဲပဲသွားပဲစီးတိုင်းလိုက်ဝိုင်းကိုတို့အင်ယာလန်ခွေကျော်တဲ့ပါအောင်နော်ဒီတိုင်းလေးတော့ပုံမှန်လေးလိုက်ဒါကိုတို့ပြည်လမ်းပေါ်တောက်လျှောက်သွားမှာမျိုးတဲ့အထိနော်အင်ယာလန်ပွိုင်းကြတော့ကိုတို့ကညာဘက်2ကြော free ကြော2ကြောနော်တဲ free ကြောဘယ်ဘက်ကခွေကြော2ကြောပွိုင်းဆောင်ရမှာနော်ကိုတို့ကတဲပဲသွားမှာနော်ကျွန်တော်တင်တယ်လို့ Amazon တော့2 page ရဲ့ Messenger သုံးဖို့ Viber နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လေးစာလေးတွေပို့ပေးထားလို့ရပါတယ်အိမ်အဝန်ဆောင်မှုရှိပါမယ် TikTok channel YouTube channel မှာလည်း video file လေးတင်ပေးထားပါတယ်ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် message လေးပို့ပေးထားပါသိချင်တဲ့မေးခွန်းလေးရှိရင်မေးပေးထားပါခင်ဗျကျွန်တော် video တော့ပိုင်းလေးနဲ့ပြန်လည်ဖြေကြားပေးနေပါတယ်ကြည့်ရှုအားပေးတဲ့တူးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျထို့သက်ကောင်းတဲ့တင်တယ်ဖြစ်ပါတယ်